ဒီစီနေဝင်လာတာပတ်စင်ကစနစ်ကနေတန်းဆမလောက်လာတာကျောင်းကခုနှစ်တန်းထိပဲခုနှစ်တန်းအောင်နဲ့ပြီးကိုဗစ်ဖြစ်တာနဲ့အာနာသိမ့်တာနဲ့ကျောင်းကမတက်နိုင်တော့ဘူးအကနေစပေးချောင်းတာကျောင်းစားတော့စိတ်ဝင်စားတယ်ကျောင်းတအားတက်ချင်တယ်ဒါပေမဲ့အခုကဘယ်လိုပြောမလဲအချင်းတွေကမပေးတဲ့ခါကျတော့ဒီလိုပဲမျိုးတစ်ပြီးတော့နေရတာပေါ့လွယ်တော့လွယ်တယ်နည်းနည်းခက်တယ်ဟုတ်တယ်မလားအဲ့တိုင်းပြောလိုက်လို့ရှိရင်ဘာပြောမှမင်းတို့နားလည်ပြီလားနားလည်ပြီ live ပေါ်နေသူတို့စာဖို့အဲ့တိုင်းပဲပို့တယ်ဟုတ်ပြီနော်ကဲထင်တာကတော့တင်တန်းတုံးမှာဘယ်လိုပြောမလဲစီးပြမှာတော့ကိုဘာတော့ကြွလာလဲမဟုတ်စီးပြမှာတော့တအားစိတ်ဝင်စားတယ်အဲ့လိုမျိုး confrontation တွေ aura တအားစိတ်ဝင်စားတယ်ပြီးခါကျမှဘယ်လိုပြောမလဲအတစ်တူရောက်လာတိုင်းကပူကခိုးပြီးမှနှောင်းပေးတင်ပေးလိုက်အဲ့လိုမျိုးလုပ်တာပြီးတော့တင်တန်းဆာမလည်းတအားအားကြတယ်ဘာလို့လဲဆိုပင်ပန်းတယ်ဒါပေမဲ့တအားအားကြဖို့ကောင်းတယ်ရမလားဒီမနေရဘူးသူတို့ဆာမတွေဆိုတော့ကြောက်တာလားတော့မကြည့်ဘူးတင်တန်းတုံးမှာဆိုတော့မိနာခမှုရှိကြတယ်အဲ့ဒါနဲ့သူတို့ဘယ်လိုပြောမလဲကဲတော့ပြောတဲ့ဟာတွေကိုဒို့ကဲတော့နဲ့ကဲတော့ဆူဘယ်လိုပြောမလဲဆူနေဆူပြီးဆိုတော့မျက်နှာပြတ်တဲ့သူတွေရှိတယ်တခါတည်းအဲ့ဒီဆာမမကောင်းမှုပါညာပြောတဲ့သူတွေရှိတယ်အဲ့လိုမျိုးအမိနာခမှုရရှိကြပါတယ်သူတို့တိုက်ရွယ်ရ16နှစ်လောက်ရှိပြီတချို့တလီကတော့ CDF ကနေလာတဲ့သူတွေရှိတယ် CDF တင်တမ်းမတက်ပေးနဲ့ဒီမှာရောက်လာတဲ့သူတွေရှိတယ်ရိုးပြီးတော့လာကြတာပေါ့တခါတလီမှာဆိုသူတို့သမီးတွေဆိုတော့ဒီကလာပါချောင်းရနေခပေးပြီးတော့မှကျွေးတယ်ဆိုတော့တခါတလေသူတို့သမီးလုံးတွေကကိုဖျော်ထွက်တဲ့ချိန်ရှိတယ်အဲ့လိုမျိုးသူတို့ကျမကြီးတို့လက်သားချိခိုက်တယ်အဓိကတော့ရီမှာပဲရီကဲတော့ခက်ခဲဆုံးပဲပြီးတော့ငပီးနဲ့ငချောင်းနဲ့ပဲအများဆုံးကျွေးတယ်ဆိုတော့သူတို့တင်တန်းတက်တဲ့ချိန်မှာဆိုတော့သူတို့နည်းနည်းတော့လို့ပြောနေစားဝင်တယ်ဟိမကောင်းရင်လဲသူတို့စီဆာမတွေလာဒီမှာနေပေးတယ်တယောက်ဂျူတီတစ်ပတ်မှာတစ်ခါလှည့်ကြတယ်သူတို့အမှဒီကဂျူတီကနေမသူတို့နေမကောင်းတဲ့ဟာတွေကြည့်ပြီးခါကြမှာဒီကတော့ဒီမှာကူလို့မရဘူးဆိုတော့စီယုံကိုလိုက်ပို့ပေးရတာပေါ့သူတို့ချီနဲ့တွားခိုင်းနေဆိုတော့သူတို့တင်တန်းတက်တဲ့ချိန်တားပင်ပန်းတယ်ဖျားနာတဲ့ချိန်ပို့ဆိုးတာပေါ့တခါတလေမှာဆိုစိတ်အားငြိရတယ်မင်္ဂလေးပေါ့နော်မင်္ဂလေးတွေကယောက်ျားလက်ထက်တော့မလုပ်နိုင်ဘူးသူများတော့လုပ်နိုင်တဲ့ဟာကိုမလုပ်နိုင်ဘူးဆိုပြီးတော့တွေးလေးရှိတဲ့တခါတလေမှာဆိုပြောမလဲရာတီလာစင်ပိုဆိုးတာပေါ့ဒီကငါတို့တော့စနေတော့ဝင်လာတာပဲဆိုတော့ဟာနဲ့ကိုပါတော့စိတ်မွေးပြီးတော့လိုမျိုးနေရတာပြောင်းလှလာတယ်ပြန်မနေတော့ဆိုတော့ဘူးမတိပါမတိပဲနဲ့ဒီတိုင်းနေတာသူငယ်ချင်းတွေနဲ့ပြိုပါလိုက်လိုမျိုးနေတာပေါ့နော်ဘယ်လိုပြောမလဲနိုင်ငံရေးကြောင်းလဲတက်စိတ်မဝင်စားဘူးအဲ့လိုမျိုးဖြစ်တယ်ဒီဘက်ရောက်လာခါကျမှပဲမိစိတ်မိပြောင်းလဲလာတယ်အော်ငါတို့ဘယ်လိုပြောမလဲအမျိုးသားရေးအတွက်လာတာပဲအဲ့လိုမျိုးစိတ်ရှိပြီးမှဘယ်လိုစိတ်ကိုပါတော့စိတ်အားထက်တန်တာပေါ့နော်အရင်ကထက်တော့သူမပါဘူးတုံးပြောင်းလဲချင်တယ်ဆိုတော့ဘယ်လိုပြောမလဲနည်းနည်းတော့ကြာမှာပါအဲ့ဒါတော့စိတ်ရှိဖို့လိုတာပေါ့နော်မိပီတူတွေလည်းကဲတော့တွေလည်းစိတ်ရှိဖို့လိုတယ်ဟောအရင်ကတော့မယ်